ရှေ့ဒီနေ့မှာတော့ခက်ခဲရနေပြီးတော့မနော်မျက်လုံးဖွင့်လို့မရတဲ့ကောင်မလေးကိုမျက်လုံးဖွင့်ပေးသွားမှာဒီလားအဲ့တော့ဗီဒီယိုလေးထားလိုက်ရအောင်ပြီးတော့ channel လေးကို like နဲ့လေးလုပ်ပေးပါမယ်နော်ဒီမှာကောင်မလေးကိုလည်းဒီကောင်မလေးအကောင်မလေးကလုံးဝမျက်လုံးဖွင့်လို့မရဘူးနော်သူကိုစကားတော့ပြောမယ်ဘူးဒီအဲ့တက်ကလေးပေါ်လာနိုင်သူအရင်လုံး break လို့ပြောမှတော့ရပ်မှာဘလို့ရှင်သူitem နဲ့ဝင်ပြီးတော့အပ body တော့ဝင်မှာမပြီး swimming wing ဆိုတာကိုနေလိုက်ပါမယ်ပြီးတော့သူလည်းအရင်ကားရတဲ့အထီးဆန်ပေးပါမယ်ပြီးတော့အောက်ချက်လိုက်ပါမယ်ထပ်ပြီးဆန်လိုက်ပါမယ်သူလည်းကမကားတယ် okay ဆိုလို့ရှိရင်တော့ cosmos ထဲကိုဝင်ပါမယ်ပြီးတော့ top daily ထဲကိုဝင်ပြီးတော့50ခွန်ထိပြောင်းပါမယ်နောက်ပြန်ဆိုလိုက်ပါရင်50ခွန်ထိပြောင်းပါမယ်ရှင်50ခွန်ထိပြောင်းပါမယ်နော်50ခွန်ထိပြောင်းပါမယ်နော်တရားကျော်ပဲပေါ့နော်ဒီမှာ50ခွန်ထိပြောင်းဖို့နည်းနည်းတော့ကြာမယ်ပေါ့နော်ဒီခံမျိုးဆောင်ပြကြပါနော်50ခွန်ထိပြောင်းပါမယ်50ခွန်ထိပြောင်းမယ်လို့တူမြန်လေးသွားပါ95ပဲရှိတယ်တော့50ခွန်သူဒီလိုမျိုးလုံးဖွင့်တာကိုအနည်းမြည်ကြည့်လို့ဆိုလို့ရှိရင်တော့ဒါလေးကိုလိုက်ပါမယ်အရှင်ရရင်တော့သူမျိုးလုံးဖွင့်တာကိုကောင်းမြင်ရပါလိမ့်မယ် motivation ဆိုတာကတော့ဘာလုပ်ပေါ့နော်မသူမျိုးလုံးကိုဟောပါရှိသူရောဟာကိုနိုင်သွားပါတယ်ပေါ့နော်တော့သူ့ချီကပတ်စံချီလို့ရတယ် oh my god လို့ပြတ်တယ်မျက်လုံးပြန်ဖွင့်ပြီးလာမယ်ချက်လောက်oh no အစားပြန်တော့ပါတယ်ဘာလို့လဲဆိုတော့မရတော့ဘူးနော်ကဲအားလုံးမဒီနေ့ဗီဒီယိုလေးတက်လိုက်ပါပဲနော်ဒီနေ့ရပေါ့နော်အရင်တူပါပဲဆိုလို့ရှိရင်သူ့ကောင်မလေးပေါ့နော်မျက်လုံးဖွင့်လို့ရအောင်မလုပ်ပြလိုက်တာဆိုတော့လေဒီတော့ဒီနေ့ဗီဒီယိုလေးတက်လိုက်ပါပဲရှင်အားလုံးမဲ့ကြည့်ကြရတော့တယောက်ချစ်ချင်အတူတူကြည့်နေပါရှင်နောက်ဗီဒီယိုမှာတွေ့ကြမယ်ချက်လေးလို့ like ဆိုကြလေးလုပ်ပြီးလို့မနေပါနဲ့အဲ့မှာပိုင်းမှာရှင်ချစ်ပါတယ်အဲ့မှာပိုင်းမှာရှင်အရင်ချစ်ပါခဏလေးပေါ့သူနောက်အရင် like ကြည့်တယ်တော့မှာခဏဒီဖုန်းနဲ့အောက်ဆိုင်မှာဆိုတော့ပြီးတာဘယ်လိုလဲမသိဘူးသူ့နောက်ထည့်လိုက်ကြအရင်တို့ဘာတည်းကတော့သူ့နောက် like ကြည့်တော့ဒီနေ့ခေပါသူ့ပဲတော့မသိဘူးပြင်းနေ like ကြည့်ဒီတော့မယ်ဟဲ့သူကဒီဘက်ကိုထားမှမသွားဘူးနော်ဒါလည်းအားဖို့ကောင်းတယ် channel စကား like ကြလေးလို့မိုင်းလို့ပြောနေပြီလေအခုတော့မှစိတ်ဝင်စားပါတယ်ဘယ်သွားမလဲဆိုတာသူကကို like ကြည့်နေနော်ဒါပေမဲ့ဗီဒီယိုကဒီနေ့တူတူလေးပဲရလို့ရပါရခဏနေသမီးကဆောက်မှာဆိုတော့ဒီဗီဒီယိုလေးတက်လောက်ပါပဲရှင်နောက်မှသူပဲသွားလဲဆိုတာထပ်ပြပါရှင်အားလုံး